ကျွန်တော်နေ့ Minecraft ထဲမှာဆင်ကတော့ one day song ဖြစ်ပါတယ် one day ပေါ့နော်ကျွန်တော်ရင်းလုံးတစ်ခေါက်လေးရအောင်ကျွန်တော်ရလာတဲ့တိုင်းနဲ့ crafting တွေပဲလုပ်မယ်ပြီးတော့ကျွန်တော်ဝူဒန်ပီကစ်လုံးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကြောက်တူးရမယ်ပေါ့နော်ကျွန်တော်ရလာတဲ့ cobblestone နေနဲ့ဒီ stone picket လေးလို့ပုံမျိုးပြီးတော့ကျွန်တော်ကြောက်လေးထည့်လိုက်ပါမယ်ကျွန်တော် info ဝတ်တဲ့တစ်လို့ပေါ့နော်အဲ့တော့ကျွန်တော်တစ်တွေလာခေါ်တာပါကျွန်တော်လိုရတဲ့တော့တစ်တွေကုန်ခေါ်ပါမယ်ကျွန်တော် info ဝတ်နေရရှားမယ်ပေါ့နော်အိမ်ကရုံးမှာဆောင်ပါကျွန်တော်ပြီးရင်တော့ဒီဘေးမှာပေါ့နော်ဒီမျိုးလေးလိုက်ထည့်မယ်ကျွန်တော်တူးပြီးစင်ကတော့ဒါမျိုးလေးပဲနော်လိုက်ပြီးထည့်ပေးမယ်နော်ဟုတ်ပြီးရင်ဒါမျိုးလေးလိုက်ထည့်ပေးမယ်နော်မာစင်ကတော့ဒီမှာတစ်သားရင်မလာဘူးအဲ့ဒါကျွန်တော်တစ်တင်နေလာခေါက်တာပါနော်တော့ပြီးရင်တော့အောက်ကိုခင်းလိုက်ပါရဲ့ကျွန်တော်နားမှာ chest လေးတွေထားရည်ပေါ့နော်ပြီးတော့ကျွန်တော်လုံကြအောင်လို့တကားကြီးလိုက်တယ်ဒီပြီးတော့ကျွန်တော်ရဲ့နာမည်လေးကိုရေးထားခဲ့တယ်ဒီတန်းလေးကကျွန်တော်တိုက်ပြနေဒါပေမဲ့တော့တူးနေမချတော့ပါဘူးကျွန်တော်ဒီဘက်ကပြည့်မှုလို့ပါယူရတဲ့ကိုကျေးဇူးတင်ပါတယ်